ခါတုန်းကအေးချမ်းตาရတဲ့ရွာလေးတစ်ရွာမှာကိုထွန်းနဲ့ကိုလဆိုတဲ့လူငယ်နှစ်ယောက်နေထိုင်ကြတယ်။ကိုလအလုပ်စူးစမ်းရုံတင်မကပဲစိတ်ထားလဲအလွန်မွန်မြတ်သူခက်တာကြောင့်တရွာလုံးကချစ်ခင်လေးစားကြတယ်။ဒါကိုမြင်ရတဲ့ကိုထွန်းကတော့စိတ်ထဲမှာမူထီတမပွားနိုင်ပေမနာလို့စိတ်တွေတဖွားဖွားဖြစ်ပေါ်နေခဲ့တယ်။ငါလည်းအလွတ်လွတ်တာပဲဒါပေမဲ့လူတွေကကိုလကိုပဲအမွှမ်းတင်နေကြတယ်။သူ့ကိုအရှက်ရအောင်လုပ်မှဖြစ်မယ်လို့ကြံစီတော့တယ်။တနေ့ညဦးပိုင်းမှာကိုထွန်းဟာကိုလရဲ့စိုက်ခင်းတွေကိုတိတ်တဆိတ်ခိုးဝင်သွားတယ်။ကိုလဂဒုတစိုက်ပြုစုပြိုးထောင်ထားတဲ့အသီးအနှံတွေကိုမသိမချင်းဖြတ်စည်းပစ်လိုက်တယ်။မနှက်ကြရင်တော့မင်းငိုရတော့မယ်ကိုလဂျင်းနဲ့စွာတွေးတော့ရင်အိမ်ပြန်လာခဲ့လေ။ဒါပေမဲ့ကံကြမ္မာကအလှည့်ပြောင်းရှိခဲ့ပါတယ်။အဲ့ဒီညမှာပဲမမျော်လင့်ပဲမိုးတက်လေပြင်းဒီကြောက်ရောက်လာခဲ့လေ။ကိုထွန်းဟာသူများခင်းကိုဖြတ်စည်းဖို့ပဲအာယုံရောက်နေတာကြောင့်ကိုအိမ်ကိုလေကွင်းရဲ့ကြန့်ခိုင်မှုကိုလှစ်လျူရှုမိသွားတယ်။နောက်တနေ့မနက်မှာတော့ကိုထွန်းရဲ့လေကွင်းဟာလေပြင်းကောင်လုံးဝဖြတ်စည်းသွားခဲ့ရတယ်။မိမိဖြတ်စည်းခဲ့တဲ့ကိုလရဲ့စိုက်ခင်းကတော့အပင်တချို့သေးဖြတ်စည်းပြီးကြံတာတွေကဝေဆာရှိနေတော့ပါလေ။ကိုထွန်းတယောက်ကိုလေကွင်းကိုကြည့်ပြီးစိတ်ပြတ်အားငယ်စွာထိုင်နေတော့ပါမယ်။ကိုလကအပြေးအလွှာရောက်လာတယ်။ကိုထွန်းမင်းရဲ့လေထဲမှာအပင်တွေအကုန်လဲကုန်ပြီပဲ။စိတ်မကောင်းလိုက်တာဗျာ။လာအားမငယ်နဲ့ငေါ့မှာမျိုးစီတွေပိုးရှိတယ်။မင်းနဲ့အတူငါပြန်ဆိုင်ပေးမယ်လို့ရိုးသားစွာပြောလာတယ်။ကိုလရဲ့စေတနာစကားကိုကြားလိုက်ရတဲ့အခါကိုထွန်းဟာရှက်လွန်းလို့မြေကြီးထဲပဲတိုးဝင်ခြင်းစိတ်ပေါက်သွားတယ်။မိကမကောင်းကြံခဲ့တာတောင်ကိုလကတော့အကောင်းနဲ့တုံ့ပြန်နေတာကိုမြင်တော့အမှန်တိုင်းဝန်ခံလိုက်ရပါတော့တယ်။ကိုလရဲ့ငါမင်းအပေါ်မကောင်းတဲ့စိတ်နဲ့မင်းရဲ့စိုက်ခင်းကိုဖျက်ဆီးခဲ့မိတယ်။အခုတော့ငါမကောင်းမှုကငါ့စီပဲပြန်လာတာပါပဲ။ငါကိုခွင့်လွတ်ပါ။ကိုလကပြုံးပြီးကိုထွန်းရဲ့ပခုံးကိုပုတ်ကစေတနာဆိုတာအကျိုးပေးတဲ့မြေပါကိုထွန်းရဲ့သူတစ်ပါးအပေါ်မကောင်းကြရင်အဲ့ဒီမကောင်းမှုကကိုယ့်စီပဲလှည့်လာတတ်တယ်။အခုမင်းနောင်တော့ရသွားပြီဆိုရင်တော့ဒါဟာသင်ခန်းစာတစ်ခုပေါ့လို့ပြောဆိုကဂွန်ကြီးပေးခဲ့ပါတယ်။အဲ့ဒီနေ့ကစပြီးကိုထွန်းဟာမနာလိုစိတ်တွေကိုဖျောက်ဖက်ပြီးကိုလနဲ့အတူရွာသူရွာသားရီကိုကူညီတတ်တဲ့လူကောင်းတစ်ယောက်ဖြစ်လာခဲ့ပါတော့တယ်။ပုံမြင်သေးကမှတ်သားစရာနံပါတ်1စေတနာသည်မိမိထံသို့ပြန်လာတတ်သည်ကောင်းတာလုပ်ရင်ကောင်းကျိုးရပြီမကောင်းတာလုပ်ရင်မကောင်းကျိုးကိုသာရရှိမည်